ပါဆိုတော့ဒီမှာပါတဲ့ကလေးဆိုတော့ကျေးဇူးအများကြီးတင်ပါတယ်အမပြောပါသေးဒါတကယ်မဟုတ်တော့မင်းခွေးထုတ်လို့ရပြီအဲ့လေထုတ်ကြတော့